မူချိုချောင်းတစ်ချောင်းမှာနေ့စဉ်ကျမတို့လုပ်ပေးနေတဲ့ ထိုင်တေဘယ်ထဲမှာအရေးအကြီးဆုံးဖြစ်တဲ့ socket time အကြောင်းလေးကိုကျမဒီမှာ idea လေးတွေဝေမျှခြင်းနဲ့မနက်မိုးလင်းလို့ကလေးတွေအကြောင်းမှာရောက်ပြီး register ကောက်ပြီးပြီဆိုတာနဲ့ကလေးတွေကိုခဏတစ်ပြုတ်ကစားခိုင်းတယ် morning snack ကလေးတွေစားခိုင်းတယ်ပြီးပြီဆိုတာနဲ့သူတို့တွေကို free play ပေါ့နော်ကစားခိုင်းတယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကျမဒီမှာဝေမျှခြင်းနဲ့၅ချက်ကို share ပြမယ်ကျမကသူတို့တွေဒီမှာကစားနေတဲ့အချိန်မှာပဲsocket time လောက်ရတော့မဲ့အချိန်ရောက်နေတယ်လို့ကျမစိတ်ထဲသိလိုက်ပြီဆိုရင်9မိနစ်လောက်ကြိုပြီးကလေးတွေကိုကျမက reminder လေးပြောပါတယ်အဲ့ဒါနံပါတ်1အဲ့ reminder ကဘာလဲဆိုတော့သူတို့ကို transition time သိအောင်ချက်ချင်းကြီးပဲကစားစရာတွေကိုတင်ကြမယ်လို့မဟုတ်ဘဲနဲ့ Hey everyone in 5 minutes we will do clean up အဲ့လိုမျိုးလေးကျမပြောလိုက်တယ်ကလေးတွေကအဲ့ဒီမှာ9မိနစ်ကစားပြီးရင်ဒီမှာငါတို့တင်ရတော့မယ်ဆိုတာသူတို့ခေါင်းထဲဝင်သွားတယ်တကားတလေမှာကျမတို့ဘယ်လို strategy သုံးလို့ရလဲဆိုတော့ timer လေးတွေသုံးလို့ရပါတယ် timer clock လေးတွေဒါမှမဟုတ်လို့ရှိရင်လည်း iPad iPhone တွေမှာကျမတို့ timer လေးတွေပါတယ်လေအဲ့မှာ9မိနစ်ကို set up လုပ်ထားပြီး9မိနစ်ရောက်တော့ alarm တန်လေးကြားပြီးဆိုတော့သူတို့က clean up စလုပ်ကြတယ်အဲ့ခါကျရင်ကျမကလည်းတချင်းလေးနဲ့စပါတယ်YouTube ကနေတော့ကျမမဖွင့်ပြပါဘူးကျမကပါဇက်ကနေပဲဆိုပြတယ်ဘာလို့လဲဆိုတော့ no screen time ကျမတို့အကြောင်းမှာလောက်ထားတာမဟုတ်လို့ပါအဲ့တော့တချင်းကိုဘယ်လိုဆိုလဲဆိုတော့ clean up clean up everybody let's clean up clean up clean up put your things away အဲ့လိုမျိုးလေးဆိုရင်လည်းကျမတို့အတူတူတင်ကြတယ်တင်တဲ့အခါမှာလည်းကလေးတွေကအရန်တက်တက်ရရကြီးတင်တက်မယ်လို့ညှော်လင်းလို့မရပါဘူးသူတို့ကတစ်ခုနှစ်ခုလေးတွေပဲထည့်သိမ်းနိုင်ပါမယ်ကျမတို့လူကြီးတွေကတော့ပို့ပြီးတော့တင်ပေးရပါတယ်အဲ့ဒါပေါ်မှာကလေးတွေကိုအရန် force မပေးဖို့ပါကလေးတွေကနည်းနည်းပဲတိတ်နေငါအများကြီးတိတ်ရတယ်ဆိုတာမျိုးတွေကျမတို့ပြောလို့မရပါဘူး။နံပါတ်2ကကြတော့ကျမတို့ဟုတ်ပြီ socket time လုပ်ဖို့အတွက်ကျမကသူတို့ကိုခေါ်လိုက်ပြီး socket time လုပ်တဲ့အခါမှာကျမကသူတို့အတွက်ထိုင်မှုအတွက် mat လေးတွေကိုအဝိုင်းလေးတွေပေးထားပါတယ်သူတို့နာမည်လေးတွေနဲ့အဲ့ဒါလေးတွေကျမချပေးလိုက်ပါတယ် socket ပုံလေးပေါ့နော်ဘာလို့လုပ်လဲဆိုတော့ကလေးအရှိနဲ့အနောက်ထိုင်နေဆိုလို့ရှိရင်အရှိကကလေးကြောင့်အနောက်ကကလေးကွယ်သွားမှာအောင်မလို့လားလို့ပါအဲ့ခါမှာကလေးတွေအားလုံးထိုင်လိုက်တယ်ဆိုလို့ရှိရင်ကျမကဘာလေးဆိုလဲဆိုတော့ make a socket make a socket big and round big and round make it very quickly make it very quickly now sit down now sit down အဲ့လိုမျိုးလေးကျမပြောလိုက်တယ်ဆိုရင်တို့အားလုံးနေရာယူပြီးထိုင်ကြတယ်အဲ့ဒီအခါကျတော့မှကျမက morning song လေးဆိုပါတယ်ကျမ morning song ကတော့တခါနဲ့တခါမတူပါဘူးဒါပေမဲ့ကျမ consistent ရှိနဲ့တော့တူအောင်ဆိုတယ်တခါလေးမှသူတို့ပြင်းမှာဆိုလို့နည်းနည်းလေးထပ်တိုးပြီးဆိုတာလေးတော့ရှိတယ်ဒါတော့နောက်မှ share ပေးပါမယ်ကျမနေ့စဉ်ဆိုနေတဲ့ဟာလေး3ခုကို share ပေးမယ်မိမိဆိုလို့ရှိရင်မိမိပေါ့နော်မိမိနဲ့စလိုက်မယ်ကျမက sign language လေးလည်းသုံးပါတယ်ကတော့ M ကိုစားပြတာပါအဲ့ဒီတော့ Good morning Mimi Good morning Mimi Good morning Mimi we glad you here today ဒါမျိုးလေးကျမတို့ဆိုပြီးရဲ့အဲ့ဒါကလေးတိုင်းပေါ့နော်ကိုနာမည်ကိုလည်းကိုဆိုတယ်ကျမနာမည်ကိုလည်းဆိုတယ်ပေါ့နော်ကြည်ဆိုရင် K နဲ့စတယ် Good morning G Good morning G Good morning G we glad you here today အဲ့လိုမျိုးပေါ့နော်အဲ့ဒါပြီးပြီဆိုတာ ਨੇ သူတို့တွေရဲ့ဟို letter formation လေးတွေကိုသိအောင်သူတို့ရဲ့ဟို beginning of the name လေးတွေကိုသိအောင်လို့ပေါ့နော်မိမိနဲ့ပဲပြန်စမယ်ဆိုရင် M is for Mimi that's good enough for me M is for Mimi that's good enough for me M is for Mimi that's good enough for me oh Mimi start with M အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့သူတို့ရဲ့shoe အယောင်လေးတွေ socks အယောင်လေးတွေသူတို့ဝတ်လာတဲ့အဝတ်အစားအယောင်လေးတွေကိုကျွန်မကနားလေသွားအောင်လို့ဆိုတယ်အဲ့ဒါကထားပါတော့who is wearing black today ဆိုလို့ရှင်သူတို့က G is wearing black ဆိုလို့ရှင်ကျွန်မက oh yeah I am wearing black today ဆိုလို့ရှင်ကျွန်မက black dress ပေါ့နော်G is wearing black dress black dress black dress G is wearing black dress to school today ဒါမျိုးလေးဆိုတယ်နောက်တစ်ခါ who is wearing yellow socks ဆိုလို့ရှိရင်ကလေးတွေလိုက်ရှာကြတယ် yellow socks ဝတ်ထားတဲ့ကလေးကို point out လုပ်တယ်မောင်မောင် wearing yellow socks yellow socks yellow socks မောင်မောင် wearing yellow socks to school today ဒါမျိုးလေးဆိုတယ်weather အကြောင်းပြောတယ်ပြီးရင် days of the week အကြောင်းပြောတယ် days of the week တခြင်းလေးကိုဆိုလိုက်တယ် days of the week days of the week
days of the week, days of the week, days of the week. Sunday and the Monday, Tuesday and the Wednesday, Thursday and the Friday, and then Saturday, days of the week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 . ဒါလေးကကျမလုပ်တဲ့အမှုအရာလေးပေါ့နော်ဆရာမတို့လည်းလိုက်လုပ်နိုင်ပါတယ်အဲ့လိုမျိုးလေးလုပ်ပြီးပြီဆိုလို့ရှိရင်ကျမကသူတို့ဘာ introduce ထပ်လုပ်လဲဆိုတော့ weather okay let's check through the window use your binocular or use your eyes spy with my little eyes ဒါမျိုးလေးပေါ့နော်သူတို့ရဲ့ attention ရအောင်လို့ဒါမျိုးလေးလုပ်လိုက်တယ် so do you think today gonna be a sunny day or cloudy day or windy dayအဲ့လိုမျိုးလေးကျမမေးလိုက်တယ်ဆိုလို့ရှိရင်သူတို့ကအပြင်ကိုကြည့်ပြီးတော့today is a rainy day ဒါမျိုးပြောတယ် oh today do you think today gonna be a rainy day yeah you think so do you think what might we need when we go outside do you think we need a raincoat အကြိုင်သူတို့က yes we will need a raincoat and then what else we might need ဆိုလို့ရှိရင်သူတို့က rain boot ဒါမျိုးလေးတွေပြောမယ် umbrella ဒါမျိုးလေးတွေပြောမယ်ဒါကလေးတွေကိုကျမတို့ကpossibility အများကြီးပဲပေးလို့ရတယ်ပြီးရင်သူတို့တွေကိုကျမတို့ကopen ended question တွေလည်းအများကြီးဆွဲဆန့်သွားလို့ရတယ်ဒီလိုနည်းနဲ့ကျမတို့ကပုံမြင်စာအုပ်အုပ်တောင်မှဖတ်ပြရသေးဘူးဒီမှာတင်9မိနစ်ကျော်လောက်အချိန်ကုန်ပြီးနေပြီကလေးတွေလည်းengaging ကောင်းကောင်းနဲ့ကျမတို့ ਨੇ ဒီ meeting time လေးကိုဖန်တီးလို့ရနေတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြောလို့ကလေးအကုန်လုံးထိုင်ပြီးနားထောင်နေမယ်လို့တော့ကျမတို့မျှော်လင့်လို့မရဘူးတချို့ကလေးတွေကကျမတို့အဲ့လိုမျိုးပြောနေရင်တော့မှမတက်ရက်ပြီးတော့တခြားတွေကိုရှောက်သွားနေတဲ့ကလေးတွေလည်းရှိတယ်ဒါကသူတို့ရဲ့သင်ယူမှုကဒီ style နဲ့မို့လို့အဲ့ဒါကိုလည်းကျမတို့လက်ခံပေးလို့တော့ရတယ်ဒါပေမဲ့သူတို့စိတ်ပါဝင်စွာနဲ့ပြန်ဝင်လာတဲ့ကလေးမျိုးလည်းရှိတယ်ဒါမှမဟုတ်ရင်အဝေးမှာပဲရှောက်ပြေးလွှားနေပြီးတော့ကျမတို့ဒီ circuit တိုင်းမှာပြောနေတာတွေကိုသူတို့ absorb လုပ်နေတဲ့ကလေးတွေလည်းရှိပါတယ်မှတ်ပြီးတော့သူတို့တင်ယူနေတဲ့နီလန်လေးလည်းရှိပါတယ်ဒါကိုလည်းကျမတို့ကချွင်းချက်အနေနဲ့နားလည်ပေးဖို့လိုပါတယ်နံပါတ်5ခုမြောက်အနေနဲ့ကြတော့ဒီနေ့ရဲ့ date ကိုတင်တာပေါ့နော် today is Thursday ဆိုပြီးကျမ Thursday ကို whiteboard လေးမှာရေးပြတယ်မာကာလေးနဲ့ပြီးရင်12 of March 2026ဒါမျိုးလေးကျမရေးရင်းနဲ့သူတို့တွေက letter formation လေးတွေကိုနားလည်သွားတယ်ကျမဒီ activities ကိုလုပ်ခိုင်းတဲ့အခါကြလို့ရှင်ကျမကြည့်နေတယ်သူတို့ကအဲ့လိုကျမရေးတာတွေကိုကြည့်ထားပြီးတော့သူတို့ကလေကစားတဲ့အခါကြလို့ရှင်ကျမပုံစံ like အတူခိုးပြီးတော့လေ letter တွေ formation တွေလုပ်တာမျိုးလေးတွေတွေ့ရတယ်ဒါကကောင်းတဲ့အချက်ပေါ့နော်ဒီလိုမျိုးနီးလန်းနဲ့ဆရာမတို့လည်းmorning meeting time လေးတွေကိုလုပ်ပေးလို့ရပါတယ်အားလုံးလည်းကိုနီကိုဟန်နဲ့လုပ်ပေးနေတယ်ဆိုတာနားလည်ပါတယ်ကျမကိုလည်းဘယ်လိုပုံစံလေးတွေလုပ်နေလဲဆိုတာကို share လို့ရပါတယ်ကျမ share တာလေးတွေကိုလည်းအသုံးပြုလို့ရပါတယ် bye bye